အခုမှအင်္ဂလိပ်စကားပြောစပြီးတော့လေ့လာတဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်မူလေးလိုမျိုးစားတွေဆိုလို့ရှိရင်ကိုကစကားပြောပဲသွားမှဖြစ်တဲ့အတွက်ကြောင့်မလို့ပထမဆုံးကိုကစာအုပ်ဘောပင်ယူထားစာအုပ်ဘောပင်ယူထားပြီးတော့တစ်ရက်ကို9လုံးလောက်ကြက်မယ်နော်9လုံးလောက်ကြက်မယ်ကိုကစကားပြောနေ့စဉ်3နှစ်ကိုကလေ့လာမှဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုက visit သမားဖြစ်တယ် ABCD လဲမကတော့ဘူး ABCD တက်လည်းမြင့်သွားပြီဆိုတော့လေအဲ့ဆိုလို့ရှိရင်ကိုကစောင်းဆိုရင်ဘာကိုကစပြီးလေးလာမယ်ဆိုလို့ရှိရင်စောင်းဆိုရင်စောင်းခြံအောင်စသဖြင့်အဲ့လိုမျိုးရေဘူးရေခွက်စသဖြင့်အိမ်အသုံးဆောင်အရင်ဆုံးလေးလာလို့ရတယ်နော်။ဘာလို့လဲဆိုတော့ဒါကကိုနေ့တိုင်းတွေ့နေရတယ်ဆိုလို့ရှိရင်လေကိုကအဲ့လိုမျိုးဆိုလို့ရှိရင်စာရက်လေးနဲ့ရေးပြီးတော့အဲ့လိုမျိုးတိတ်လေးနဲ့ကတ်ထားလိုက်အဲ့မှာရေဘူးဆိုရေဘူးဆိုပြီးတော့အဲ့လိုမျိုးလေးရေးပြီးတော့ကတ်နော်နောက် B ဆိုလို့ရှိရင်လည်းB မှာအဲ့လိုတိတ်လေးနဲ့ရေးပြီးတော့ကတ်ထားလိုက်အင်္ဂလိပ်လိုနဲ့မြန်မာလိုနဲ့အဲ့လိုမျိုးလေးရေးပြီးကတ်ထားလိုက်အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့လိုမျိုးကြတော့ကိုနေ့တိုင်းသုံးဆွဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကဒီလောက်ထိရအောင်နောက်ပိုင်းညရင်ကွာထမင်းစားရေတောက်လာမယ်အဲ့ရထိုင်ပါနော်brush my teeth တို့ take a bath တို့စသဖြင့်ရေချိုးမှုချိုးအဲ့ဒါတွေကိုကခန္ဓာကိုယ်နဲ့ပတ်သက်တာတွေမနက်အိယာဝင်ကနေမနက်အိယာထားနေအိယာဝင်တဲ့အထိကိုဘာတွေလုပ်လဲ daily routine စသဖြင့်အဲ့ဒါလေးတွေကိုလေ့လာလို့ရတယ်နော်ဒါကဖြည်းဖြည်းသမားပေါ့တရက်ကို9လုံးလောက်ပေါ့နော်အဲ့လိုမျိုးလုပ်မလို့ဆိုလို့ရှိရင်အားတဲ့ချိန်မအားတဲ့ချိန်ဆိုပြီးတော့ရှိတယ်မအားတဲ့ချိန်ပဲချိန်လဲဆိုလို့ရှိရင်ကွာအိမ်မီကိစ္စလုပ်နေတယ်ချက်ပြုတ်လျှော်ဖို့စသဖြင့်လုပ်နေတယ်ပန်းရည်လောင်းတာစသဖြင့်အဲ့လိုမျိုးအလုံးလုံးရင်းနဲ့ပေါ့နော်အလုံးလုံးရင်းနဲ့ဆိုလို့ရှိရင်လွယ်ထားတယ်လွယ်ထားပြီးတော့အဲ့ဒီမှာဖုံးထည့်ပြီးတော့အင်္ဂလိပ်စကားပြောပေါ့နော်စကားပြောနဲ့ပတ်သက်ပြီးတော့အဲ့လိုဆရာမတွေကသင်ပေးထားတဲ့ဟာကို YouTube မှာရှာတယ်အကျူ list အင်္ဂလိပ်မှာလည်းရှာတယ်နောက်ပြီးတော့တခြားပေါ့နော်တခြားအင်္ဂလိပ်စကားပြောတွေမှာလည်းအဲ့လိုမျိုးလောက်ပြီးတော့ကိုဖွင့်ထားလိုက်တယ်ပေါ့နော်အရှိကြီးတွေဖွင့်ထားတယ်ကွာအလုပ်လုပ်ပြီးတော့အဲ့လိုမျိုးနားထောင်တာဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ဝက်တနိုင်စသဖြင့်အဲ့ဒါတွေဖွင့်ထားပြီးတော့နားထောင်တယ်အဲ့ဆိုနားရီဝါလို့ရှင်ကိုကလိုက်ပြောပြီးတော့မှကိုအဲ့လိုမျိုးလောက်ရမှာပေါ့နော်ဒါကတော့ Google မှာကိုကသွားရိုက်ရှာလိုက်အင်္ဂလိပ်စကားပြောနောက်ပြီးတော့အင်္ဂလိပ် speaking စသဖြင့်ကိုအဲ့လိုမျိုးကိုလိုချင်တာကိုရိုက်ရှာ Google မှာအမှထွက်ကြလာမယ်ထွက်ကြလာလို့ရှိလို့ရှင်အဲ့ဒီမှာကိုကြိုက်တာကိုလေ့လာလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ level နဲ့အလိုက်လေ့လာလို့ရတယ်ကွာမြင့်သွားပြီဆိုလို့ရှင်ဟိုမြန်မာလိုစာတန်းထိုးမပါဘဲနဲ့အင်္ဂလိပ်လိုပဲပြောတယ်အဲ့လိုမျိုး TV ဇာတ်ကားလေးတွေကြည့်လို့ရတယ်အဲ့လိုမျိုးပေါ့နော်ကိုနဲ့အဆင်ပြေရလေးတွေကိုယ့်ရဲ့ level ပေါ်မူတည်တော့လို့နောက်ပြီးတော့ Gemini ကိုဖွင့် Gemini ကို down ပြီးတော့မှ Gemini မှာအဲ့ဒီမှာအတန်ဖိုင်လေးလို့ကွာအဲ့လိုမျိုးလေးနှိပ်ထားလိုက်လို့ရှိလို့ရှင်လေ तू ကနေထမစားပွားကြီးလာအင်္ဂလိပ်လိုကွာပြောရဲဆိုလို့ရှင် तू အတန်ခဏတော့နည်းနည်းကြာပြီးတော့မှအဲ့ဒီ AI ကပြန်ပြောပြီးတယ်ငါထမင်းစားပွားပြီးနင်ပါလို့လဲစသဖြင့်အဲ့လိုမျိုးလေးကွာပေါ့နော်သူနဲ့ကိုနဲ့အပြန်အလှန်ပြောလို့ရတယ်အဲ့ဒီ Gemini ကိုသုံးလို့လည်းရတယ်နော်တခြား application တွေတော့မူလေးစလောလောဆယ်မသိသေးဘူးပေါ့နော်တခြား application AI တွေလည်းအများကြီးရှိတယ်အဲ့လိုမျိုးလေ့လာလို့ရတယ်တယောက်တည်းကိုအားနေလို့ရှင်ပါလို့လဲခေါင်းဖီးရဲဆိုတာဘလို့လဲအင်ကြီးဝတ်တယ်စသဖြင့်အဲ့လိုမျိုးကွာတဖြည်းဖြည်းလေ့လာနည်းနည်းပေါ့နော်တရက်လေ့လာပြီးတော့မှအဲ့လိုမျိုးလုပ်ပေါ့နော်ဒီစာအုပ်ဆိုလို့ရှင်ဒီစာအုပ်ကပေါ့နော်သူက100နဲ့3မျက်နှာဖြစ်တဲ့အတွက်ကြောင့်မလို့တရက်ကို1မျက်နှာလုပ်မယ်ဆိုရင်100နဲ့3ရက်ဖြစ်သွားလိမ့်မယ်နော်အဲ့လိုမျိုးဆိုလို့ရှင်ကို2လနဲ့အပြတ်ဖြတ်လိုက်2လနဲ့အပြတ်ဖြတ်မယ်ဆိုလို့ရှိရင်ဒီတအုပ်2လဒါဆိုလို့ရှိရင်လည်းကို2လမှာငါဒီစာအုပ်တောက်ရသွားပြီဆိုလို့ငါအရေးချင်မဆိုးစားတဲ့ဖြစ်အဲ့လိုမျိုးပေါ့နော်ကိုပြောရမယ်လေဟုတ်တယ်မလားကွာတရက်ကို9လုံးရသွားလဲဆိုလဲတလားဆိုလို့ရှိရင်50လီ50ဆိုအလုံး150စားတဲ့ဖြစ်မှာနော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကိုတိုးတက်မှုတရက်ကို1%ပဲလုပ်ကြည့်အဲ့ဆိုလို့ရှိရင်ကိုတိုးတက်လာမယ်ပေါ့နော်ဒီစာအုပ်ကိုမြင်ရနေဆိုတာကြတော့ဘယ်လိုလဲဆိုတော့ဒီစာအုပ်ကြီးကငါရဲ့စကားဒီစာအုပ်တောက်ရှိသွားပြီလားစသဖြင့်အဲ့လိုမျိုးပေါ့ကိုပျော်အောင်လုပ်မိုဒီတက်အောင်လုပ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ရမယ်နောက်တော့ကိုနေ့စဉ်လေ့လာနေတယ်ဆိုလို့ရှိရင်နှုတ်လေးတွေချရေးထားဆိုကိုမသိတဲ့အလုံးလေးတွေဆိုတော့လေဘာသာစသဖြင့်ပေါ့နော်ကိုမသိတဲ့ဟာတွေပေါ့နော်တစ်ခုဆိုလို့ရှိရင်အဲ့လိုမျိုးလေးချရေးရိုက်တရက်ကို9လုံးလောက်ပဲချရေးတော့အဲ့ဒါလေးတွေကိုစကားကလည်းပြောလက်နဲ့လည်းချရေးလက်နဲ့လည်းအလွတ်ရသွားအောင်အုံနောက်လည်းအလွတ်ရသွားအောင်ပါဇက်လည်းအလွတ်ရသွားအောင်အဲ့လိုလုပ်ပြီးတော့ကိုလုပ်အဲ့ဆိုလို့ရှိရင်6လလောက်ဆိုလို့ကိုယ့်ရဲ့ skill လေးကနည်းနည်းလေးဟုတ်လာပြီနောက်ဖြည်းဖြည်းကိုကတိုးတက်လာလိမ့်မယ်နော်စောစောတော့လို့ Gemini နဲ့လည်းစကားပြောနော်ကိုယ့်ဘက်ကိုတယောက်တည်းလည်းပြောအားနေအဲ့ဒီ English speaking ပြောပထမပိုင်းမှာကျတော့ကိုရီးယားလေအတန်ထွက်တိတ်တော့မပြီးသေးဘူးပါဇက်ကလည်းမရေးသေးအခု confident လည်းကိုလည်းတိတ်မရှိသေးမလားတိတ်မရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝစိတ်မပူနဲ့နော်
ဘယ်လိုပဲဖြစ်ဖြစ်ကိုကဖြည်းဖြည်းလှုပ်လိုက်အချိန်တခုရရင်တော့သူဖြစ်လာလိမ့်မယ်ကိုတွေကြောင်းတက်လာတာ10တန်းထိရတယ်မလား10တန်းဆိုဘယ်နှစ်နှစ်လဲ17နှစ်ပေါ့နော်3တန်းတစ်နှစ်ဆိုရင်17နှစ်ကအင်္ဂလိပ်လိုပြောတာလားလုံးဝလည်းမပြောတတ်ဘူးနော်သမီးစားရေးသားတော်မှတိတ်မတည့်ဘူးအင်္ဂလိပ်စာမှာဆိုမူလကအနေဆုံးပဲဘာသာ6စာဘာသာရှိအင်္ဂလိပ်စာအနေဆုံးပဲအဲကြောင့်မလို့ဒီအင်္ဂလိပ်စာကိုကဘာပတ်ချင်နဲ့နောက်ပြီးတော့အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်မယ်ဆိုလို့ရှင်ကိုယ့်ရဲ့စာပေါ့နော်ပြည်တွင်းမှာတစ်ပေါက်ပွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကဘာကြီးနဲ့အဆက်အသွယ်ကိုအင်္ဂလိပ်လိုရသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့မူလေးလေ့လာနေတာဖြစ်တဲ့ဒါကြောင့်မူလေးနဲ့တူလေ့လာချင်တယ်ဆိုလို့ရှင်မူလေးရဲ့Facebook CP လာခဲ့နော်မူလေးလေ MUE မူ LAY လေး LAL လေစသဖြင့်အဲ့ဒီ CP မှာလာပြီးတော့ group ဖွဲ့ပြီးတော့အင်္ဂလိပ် speaking လေ့ကျင့်ပြီးတော့ပြောကြမယ်နော်တငယ်ချင်းတွေပေါ့နော်ဒါကြောင့်မလို့ကိုနဲ့အပေါင်းဖော်တွေနော်လေ့ကျင့်ဘတ်တွေဆိုလို့ရှင်လာခဲ့ပါပျော်ပျော်ရွှင်နဲ့လေ့လာကြပါမယ်ရှင်တယောက်အသီးတယောက်ကိုမျှဝေပြီးတော့မှအတူတူလေ့လာသွားမယ်ဆိုတာပို့ပြီးတော့မင်းလည်းတိုးတက်လာလဲငါလည်းတိုးတက်လာတယ်ဟဲ့တို့တွေအချင်းနေမစိုးခဲ့တက်လာတဲ့စသဖြင့်အဲ့လိုမျိုးပြပါနေလေ့လာကြမယ်နော်ကျေးဇူးတင်ပါတယ်ရှင်